ပေါင်းမဲမင်္ဂလာပါဒီနေ့တော့ဝက်နဲ့ယူမြင့်ချင်းနဲ့ငပီတောင်လေးချက်တင်ကြီးလေးတင်ပေးပါရစေပထမစွာချက်သွန်းနီချက်သွန်းရှုငရုတ်သီးစိမ်နင်းနေမောနဲ့အတူတူစဉ်းစားငပီလေးကရောပြီးစီတက်ထားပါမယ်စီတက်ထားတာမွေးလာရင်အရသာသွင်းထားတဲ့ဝက်နဲ့ယူလေးထည့်ပါမယ်ဝက်နဲ့ယူတဲ့ကိုတော့စားရည်ဟင်းခတ်မုတ်ရည်ပဲထည့်ပြီးတော့အရသာနဲ့ထားပါတယ်ခုချက်တဲ့နီလေးကငရုတ်သီးစိမ်းလေးကိုပဲသုံးတဲ့အတွက်ကြောင့်ငရုတ်သီးစိမ်းမုံလို့မထည့်ထားပါဘူးရှင်။ဝက်နဲ့ရိုးတွေကရေလေးထွက်ပြီးတော့အသားလေးတင်လာတဲ့အထိချက်ပြီးမှရေတရေထည့်ပါမယ်။ရေတရေကိုခန်းအောင်ချက်ပါတယ်။ဘာလို့လဲဆိုတော့အဖေကညှိနှံနေတဲ့ဖြောင်းအောင်မှာပြီးရင်းလေးကြိတ်ထားလေးထည့်ပြီးတော့စီပတ်ပတ်လေးပြန်ချက်မယ်။ပြီးမှဒုတိယရေထည့်ပါမယ်။ဒုတိယရေနဲ့ချက်လာတာကုန်ပြီဆိုလို့ရှိရင်တတိယရေထည့်မယ်တတိယရေနဲ့အတူမြစ်ချင်လေးပါထည့်ပါမယ်မြစ်ချင်လေးနဲ့ဝက်နဲ့ယူတသားလေးဖြစ်သွားအောင်မီးအလေအသားလေးနဲ့ချက်ထားပါမယ်ချက်ထားတဲ့စဉ်ငပီတောင်လေးထောင်းပါမယ်ငပီတောင်ထောင်းဖို့အတွက်ချက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကိုမီးလေးกินထားပေးမယ်စိမ်းစားငပီကိုလည်းกินထားပေးပါမယ်ပြီးရင်အားလုံးပါဝင်ပစ္စည်းတွေအကုန်လုံးထူထူရောချိတ်လိုက်ရင်ရတာရှိရဲ့ငပီတောင်းလေးလည်းရပါပြီဝက်နဲ့ရုံမြင့်ချင်းလေးလည်းရပါပြီစားကြပါအောင်ဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်